မျက်နှာပြောင်းလဲခြင်းအတတ်ပညာဖြစ်အမျိုးသားတဦးသည်လွန်ခဲ့သောနှစ်ပေါင်း1000ကျော်ကသုံးခဲ့သည့်ရိုးရာရုပ်ဖြတ်တတ်ပညာကိုအသုံးပြုကာယင်းဤမျက်ခုံးမေးရိုးနှင့်နားရွက်ပုံစံများကိုအကျုံနယ်ထားသောအစီခဲနှင့်အချီကျိုးတို့ဖြင့်ထူးထူးခြားခြားပြောင်းလဲရုပ်ဖြတ်ခဲ့သည်ထို့သောရုပ်ဖြတ်ရခြင်းဤရည်ရွယ်ချက်မှာရဲယူနီဖောင်းဝတ်ဆင်ကရဲဌာနချုပ်ရုံးတွင်သို့မျက်နှာဖက်ဆက်ကိုကြော်ဖြတ်ပြီးခိုးဝင်ရန်ဖြစ်သည်ရဲစခန်းအတွင်းရှိဓလေကအနီးတွင်သူ့ကိုတစ္ဆာဖောက်ခဲ့သည့်အဖိုးအိုတဦးစုကြီးငွေအမြောက်များကင်ဆောင်ထားသည်ကိုတွေ့ရသည်ဟင်းကထိုဖိုးအိုကိုတမင်တိုက်မိအောင်တိုက်လိုက်ပြီးအဖိုးအိုတတိမထားမိခင်မှာပင်ထိုစုကြီးငွေများကိုအလှအတန်းတစ်ခုသို့လွှဲပြောင်းပေးလိုက်ကကလဲ့စားချေခဲ့သည်ဓလေကအတွင်းအကြက်တဲဟိုင်သည်ဓလေကားတဲ့သို့ရဲရရှိများနှင့်အတူလိုက်ပါသွားစဉ်ရဲရရှိတဦးကသူ့ကိုမတင်ကားသလိုစိုက်ကြည့်လာသည်ထိုအခြေအနေကိုကြော်လွှားရန်ဟင်းကအတန်ကြဲကြဲဖြင့်လေလေလိုက်ရာဓလေကားအတွင်းရှိလူအလုံးအနှံ့ကြောင့်အာယုံပြောင်းသွားပြီးသူ့ကိုမတင်ကားစိတ်ပြောက်သွားကြသည်ထို့နောက်ဟိုင်သည်သူသွားရောက်လိုသောအခန်းသို့ရောက်ရှိသွားပြီးအထဲတွင်ရှိနေသည့်ရဲဆန်ဆိုသူကိုလက်သီးဖြင့်အရှိန်ပြင်းပြင်းထိုးချလိုက်သည်ရဲဆန်ဆိုဖာပေါ်သို့လဲကျသွားချိန်တွင်ဟင်းကသူ၏ရုပ်ဖြတ်ထားမှုများကိုဖယ်ရှားကာယင်း၏မျက်နှာအစစ်ကိုပြသလိုက်ရာဂျက်ဆန်မှာအလွန်အမင်းထိတ်လန့်တုန်လှုပ်သွားပြီးအချိန်ဆွဲရန်ကြိုးပမ်းတော့သည်